ငင်းနေတော့မှစိတ်ထဲပေါ်လာတွေးတွေပေါ်လာတဲ့အတွေးတွေတိုင်းကသူ့အကြောင်းပြောတာလေးတွေနောက်ပြီးတော့ရေခုန်မိတဲ့သူ့နှခမ်းထော်ရာလေးတွေဒါတွေကိုတွေးနေပြီးတော့တိတ်နေထဲမှာမျောနေတယ်လို့ဒါကြီးကိုငင်းနေပြီးတော့အချိန်နေတကယ်စောနေလို့ဒီရင်ကစောတွေကိုတတ်ရော့တွေကိုတော့လာပါစောင့်နေတယ်စောင့်နေရတာမောနေလို့ဒီရင်မှမခံနိုင်စိတ်တွေကမခိုင်နိုင်တိမ်တိုင်းတွေကိုငင်းမိန်မောပြီးထားသူလာမဲ့ဒီစိတ်ကတူတူတိုင်းမျောကမိုင်းမထားနိုင်ခဏနိုင်ဒီမှာမခံ